Hi everyone, this is Fuji here. ဒီတစ်ပတ်မှာတော့ Fuji ကလာအိုနိုင်ငံ Visit Visa Extension နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။မိမိကလာအိုနိုင်ငံမှာ Visit Visa နဲ့ရောက်ရှိနေပြီးတော့အကြောင်းမျိုးမျိုးကြောင့် Extension တိုးဖို့လိုလာခဲ့လို့ရှိရင်ဘယ်လိုတိုးရမယ်ဆိုတာကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးအတွက်အထောက်အကူပြုမယ်လို့ယုံကြည်ပါတယ်ရှင်။ Visa Extension တိုးဖို့အတွက် Passport စာအုပ်နဲ့ License ဓာတ်ပုံတစ်ပုံလိုအပ်ပါတယ်ရှင်။ Visa တိုးရမယ့်နေရာကတော့လေဆိပ်နားမှာရှိတဲ့ Immigration Office မှာပဲဖြစ်ပါတယ်ရှင်။ Immigration Office ကိုရောက်ပြီဆိုလို့ရှိရင် Lift နဲ့ဒုတိယဓာတ်ကိုတက်သွားလိုက်ပါနော်။ဒုတိယဓာတ်မှာဆိုလို့ရှိရင်ဘယ်ဘက်နဲ့ညာဘက်မှာကောင်တာတစ်ခုစီရှိပါတယ်။ဘယ်ဘက်ကောင်တာကဆိုလို့ရှိရင် Visa Extension တိုးဖို့အတွက်ဖောင်ဖြည့်ရတဲ့ကောင်တာဖြစ်ပြီးတော့ညာဘက်ကောင်တာကတော့ဗီဇာကြီးသွင်းရတဲ့ကောင်တာဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ဘယ်ဘက်ကောင်တာမှာဖောင်ဖြည့်ဖို့အတွက် Visa Extension တိုးကျင်ကြောင်းကို inform လုပ်ရပါမယ်နော်။ပြီးလို့ရှိရင်ကိုကဘာအတွက်တိုးကျင်နေဆိုတဲ့အကြောင်းအရာလေးတွေကိုသူတို့ကိုဖြည့်ပေးရပါမယ်။အဲ့ဒီမှာသူတို့က Visa Extension လုပ်ဖို့အတွက်ဖောင်လေးထုတ်ပေးပါမယ်။ဖောင်မှာလိုအပ်တဲ့ information လေးတွေကိုဖြည့်ရပါမယ်။ဖောင်မှာပါတဲ့ကွက်လက်တွေအကုန်လုံးကိုဖြည့်စရာမလိုပါဘူး။ Visa ဖောင်ဖြည့်နည်းလေးကိုလည်းဖောင်ဖြည့်တဲ့ကောင်တာမှာ sample လေးပြထားပြီးတာရှိပါတယ်။ sample ပြထားတဲ့အတိုင်းဖြည့်ရုံပါပဲနော်။ information တွေကလည်းအများကြီးမလိုပါဘူး။လာအိုနိုင်ငံမှာမိမိနေထိုင်တဲ့လိပ်စာကိုထည့်ပေးရုံပါပဲ။ဟိုတယ်မှာနေတယ်ဆိုရင်ဟိုတယ်ရဲ့လိပ်စာလေးကိုထည့်ပေးရုံပါပဲ။နောက်တစ်ခုကတော့မိမိရဲ့ passport information လေးတွေကိုဖြည့်ရုံပါပဲ။ပြီးရင်ဓာတ်ပုံလေးကပ်ပြီးတော့ဖောင်ဖြည့်တဲ့ကောင်တာမှာဖောင်လေးကိုပြန်တင်ရပါမယ်။သူတို့ကစစ်ပြီးတဲ့အခါမှာမိမိကိုချက်လန်လေးထုတ်ပေးပါလိမ့်မယ်။အဲ့ဒီဖောင်လေးတွေနဲ့ချက်လန်လေးတွေကိုယူပြီးတော့ညာဘက်မှာရှိတဲ့ငွေသွင်းတဲ့ကောင်တာမှာထည့်ရပါမယ်။ညာဘက်ကကောင်တာကိုရောက်ပြီဆိုလို့ရှိရင်သူတို့က Visa Extension ဘယ်နှစ်ရက်တိုးကျင်တယ်လဲဆိုတာကိုမေးပါလိမ့်မယ်။မိမိတိုးကျင်တဲ့ရက်ပမာဏကိုပြောလိုက်ရင် Visa fee ကျတဲ့ငွေအမောက်ကိုသူတို့တွက်ပြီးတော့တောင်းပါလိမ့်မယ်။ Visa fee သွင်းပြီးတဲ့အခါမှာဆိုလို့ရှိရင်ချက်လန်လေးတစ်ခုရဲ့2500 gift ရဲ့ကိုပြန်ပေးပါလိမ့်မယ်။အဲ့ဒီ2500 gift နဲ့ချက်လန်လေးကိုယူပြီးတော့ပထမတက်ကိုဆင်းလိုက်ပါနော်။ပထမတက်ညာဘက်ချမ်းမှာဆိုလို့ရှိရင်ရဲဌာနရှိပါတယ်။အဲ့ဒီဌာနမှာအဲ့ဒီချက်လန်လေးနဲ့ပတ်စံ2500ကိုပေးလိုက်ရပါမယ်။ပထမတက်မှာရှိတဲ့ရဲဌာနကဒီ2500 gig ကိုလက်ခံရရှိကြောင်းစာရွက်ကလေးပြန်ထုတ်ပေးပါလိမ့်မယ်နော်အဲ့ဒီစာရွက်ကလေးကိုယူပြီးတော့ဒုတိယတက်ကိုပြန်တက်လိုက်ပါပြီးလို့ရှိရင်ညာဘက်ကကောင်တာကိုပဲပြန်သွားလို့ရှိရင်သူတို့ကနောက်တစ်ရက်မှာလာပြီးတော့ visa college လုပ်ဖို့နဲ့ passport ပြန်လာယူဖို့အတွက် receipt စာရွက်ကလေးထုတ်ပေးလိုက်ပါလိမ့်မယ်နော်အဲ့ဒါဆိုလို့ရှိရင်တော့ visa extension တိုးတဲ့ process လေးပြီးပါပြီရှင်နောက်တစ်ရက်မှာဆိုလို့ရှိရင်တော့Visa Extension တိုးထားတဲ့စာရွက်ကလေးနဲ့အတူမိမိရဲ့ passport ကိုပြန်ပြီးတော့ collect လုပ်လို့ရပါပြီနော်။ Visa Extension တိုးတာနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကို step by step ပြပေးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အကုန်လုံးအတွက်အထောက်အကူပြုမယ်လို့ယုံကြည်ပါတယ်ရှင်။ Fuji ရဲ့ YouTube channel ဖြစ်တဲ့ Fuji Diary YouTube channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်။နောက်တစ်ပတ်ဒီမှာဆိုလို့ရှိရင်လည်း DTP Visa Dependent ရှောက်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့ share ပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။